အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့မင်းရလည်းဒါပွဲစဉ်နှစ်ပွဲရှိဆိုမှလည်းကျွန်တော်ကတပွဲကောင်းလေးရွေးချယ်ပြီးတော့ဒါမိတ်ဆွေများအတွက်ကျွန်တော်တင်ပေးခဲ့တယ်ပေါ့နော်မင်းရဆိုရင်ဒါကျွန်တော်မမာပွဲတာမှနားခဲ့ပြီးတော့ဒါကျွန်တော်တို့ဒီအားပေးတဲ့ YouTube ကမိတ်ဆွေများအတွက်ကျွန်တော်တပွဲကောင်းလေးရွေးချယ်ပြီးတော့တေချာရေးတင်ပေးခဲ့ပါတယ်အဲ့တော့မင်းရကကျွန်တော်ရွေးချယ်ပေးခဲ့ပွဲစဉ်ကကျွန်တော်စပိန်ဖလားပွဲကအတလက်တီကိုနဲ့ဘာစီလိုနာတင်းရဲ့ပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ရွေးပေးခဲ့တယ်အတလက်4-0နဲ့ပြီးခဲ့လို့ဂိုးပေါင်းအပေါ်လေးကဘလိုဖြစ်မိတ်ဆွေများအတွက်အပြည့်အဝအကျိုးရှိစေခဲ့လို့ကျွန်တော်လည်းဝမ်းသာပါတယ်အဲ့တော့ဒီနေ့ညကတော့ကျွန်တော်တောက်ကြညဖြစ်တဲ့ပွဲစဉ်အတော်လေးများရှိရပေါ့နော်ကျွန်တော်အဖေဖလားပွဲတွေရောတခြားလိပွဲတွေပေါင်းရမယ်ဆိုတော့10ပွဲလောက်ရှိရပေါ့နော်အဲ့တော့ဒီပွဲစဉ်ကနေပြီးတော့မှကျွန်တော်ကဒါဒီနေ့ညဆိုရတာမမာပွဲတွေရှိမယ်ဒါနောက်တစ်ခုကကျွန်တော် YouTube channel မှာအားပေးတဲ့မိတ်ဆွေများအတွက်ကျွန်တော်တပွဲကောင်းလေးရွေးချယ်ပြီးတော့ပုံမှန်တိုင်းပဲတင်ဆက်ပေးသွားအောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီတပွဲကောင်းရွေးချယ်မှုလေးမစတင်ခင်မှာဒါကျွန်တော်ဒီနေ့ကဒါတောက်ကြညပေါ့နော်တော့တောက်ကြစနေတင်းငွေတင်းလာကျွန်တော်၄ရက်တာအတွက်ဒါမမာပွဲအစီအစဉ်ပြတ်စပါပြီအဲ့တော့ကျွန်တော်ရှိမှဒီတောက်ကြစနေတင်းလာဒါရက်တူပေါ့နော်၄ရက်တာအတွက်မမာယူတင်တဲ့မိတ်ဆွေများအနေနဲ့ဒါကျွန်တော်ရဲ့ Viber number 3998996393ကိုဆက်သွယ်လို့ရပါတယ်နောက်တစ်ခုကဒါတပွဲကောင်းမှတပွဲကောင်းတည်တဲ့ကစားခြင်းတဲ့မိတ်ဆွေများအတွက်ဒီညမှာဆိုရင်ဒါ VIP တပွဲကောင်းရွေးချယ်မှုတွေပြန်ရှိပါမယ်ကျွန်တော်မင်းညကတော့ဒါ VIP တပွဲကောင်းရွေးချယ်မှုနားပါတယ်အဲ့ဒီနေ့ညမှာပြန်ရှိပါမယ်အကြောင်းလို့ဒီ VIP တပွဲကောင်းတည်တဲ့ယူစားခြင်းနဲ့မိတ်ဆွေများနေတယ်လေဒါကျွန်တော်ရဲ့ Viber number ကိုပဲဆက်သွယ်လို့ရပါတယ်ဒီနေ့ညမှာဒါကျွန်တော်ရွေးချယ်ပေးထားတဲ့ပွဲစဉ်လေးကကျွန်တော်ဂျာမန်ဘွန်ဒလီဂါကဒေါမွန်နဲ့မိတ်အသင်းရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာလက်ရှိပေးထားတဲ့ကြီးကဒေါမွန်အသင်းက 1D ပေးထားတယ်ဂိုးပေါင်းကြီးက 3D ပါအဲဒီပွဲစဉ်မှာဒါကျွန်တော်ရဲ့ရွေးချယ်မှုလေးကတော့ကျွန်တော်ဂိုးပေါင်းအောက်လေးကြိုက်ပါတယ်ဘာလို့လဲဆိုတော့ဒေါမွန်အသင်းကဘိုင်ယန်မြူနစ်အသင်းရဲ့နောက်ချမှတ်ကွာတယ်ပေါ့နော်အဲသူ့အနေနဲ့ဒီဘိုင်ယန်မြူနစ်အသင်းကိုလိုက်ဖို့အတွက်ဒီနေ့ညပွဲမှာဒါအိမ်ကွင်းမှာမဖြစ်မနေအနိုင်ကစားဖို့လိုတယ်အဓိကဒေါမွန်တွေနိုင်ဖို့ပဲရည်ကြည်တာပါသူ့အနေနဲ့ဂိုးအများကြီးသွင်းဖို့တော့လောဆယ်မလိုအပ်သေးဘူးအကြောင်းမို့ဒီနေ့ညမှာဒေါမွန်တွေနဲ့တကိုးသွင်းပြီးရဆိုရင်ဒီခန်းစစ်ဘိုကိုထိပြီးကစားမယ်လို့ကျွန်တော်ကယူဆတယ်နောက်ချက်ကဒီမိတ်အသင်းပေါ့နော်မိတ်အသင်းကအခုနောက်ပိုင်း၄ဘွဲဆက်ကျွန်တော်တို့ဒီဂိုးရတာတွေ့ရတယ်နောက်ပြီးတော့ရှစ်3ဘွဲဆက်ဆိုလည်းကျွန်တော်တို့ over 2.5 ဖြစ်တာတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီမိတ်အသင်းရဲ့ကစားပုံကကျွန်တော်တို့သိတဲ့ဒီဘွန်ဒလီဂါမိတ်အသင်းဆိုတာဒါဂိုးပေါင်းအောက်ကိုအဓိကကစားတဲ့အသင်းပေါ့နော်အဲ့ရှေ့ပွဲတွေမှာ၄ပွဲလိုက်ဂိုးပေါ်ပြီးတော့ပြီးခဲ့တဲ့ပွဲစဉ်ကတော့မိတ်နဲ့အော့စပတင်ရဲ့ပွဲစဉ်မှာတော့2-0နဲ့ဂိုးပေါင်းအောက်ထားတယ်ပေါ့နော်အဲ့ပွဲစဉ်မှာဆိုတော့ကျွန်တော်က VIP တပွဲကောင်းအနေနဲ့မိတ်ကိုရွေးပေးခဲ့တာပေါ့နော်ပြီးခဲ့တဲ့ဘက်စနေနေ့ရပေါ့နော်ဒါကျွန်တော်ရှိပါမှာပွဲယူတဲ့မိတ်ဆွေမှတ်မိကြပါလိမ့်မယ်ဒီညမှာဒါမိတ်အသင်းအနေနဲ့အဝေးကွင်းမှာဒေါမွန်အသင်းကိုဒါအရင်ဖွင့်ကစားမယ်လို့ကျွန်တော်ကတော့မယူဆဘူးဟုတ်တဲ့နေ့ကျော်ကတော့ဒီနှစ်သင်းရဲ့ပွဲစဉ်ကတော့ဂိုးပေါင်းလေးပေါ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီညပွဲစဉ်မှာတော့ဒါတစ်ဖက်ကဒေါမွန်အသင်းအနေနဲ့လည်းအနိုင်အတွက်ပဲ UTV ကစားမယ်နေတာမှာခန်းစစ်ပိုင်းကိုပဲအဓိကပြင်ဆင်ပြီးကစားမယ်လို့ကျွန်တော်ကယူဆတယ်အလားတူပဲမိတ်အသင်းကလည်းဒီညဒေါမွန်အသင်းရဲ့အိမ်ကွင်းမှာတော့အရင်ဖွင့်ကစားမယ်လို့ကျွန်တော်မထင်ဘူးဒီပွဲစဉ်မှာကျွန်တော်ကတော့အနီကက်တွေပနာလီမပါဘူးဆိုရင်တော့ဒီပွဲစဉ်မှာနှစ်သင်းပေါင်းနှစ်ဂိုးမကျော်ဘူးလို့ကျွန်တော်ကခံမှန်းထားတယ်။ဒါကြောင့်ကျွန်တော်ရဲ့ယူဆချက်ရဒီညဒေါမွန်နဲ့မိတ်အသင်းရဲ့ပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းကြိုက်ပါတယ်။တကယ်လို့အနီကက်တွေပါခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်လည်းမတက်နိုင်ဘူးပေါ့နော်။အဒီကပေါ်ပနန်ကစားမယ်ဆိုရင်တော့ဒီပွဲစဉ်က3ဂိုးမကျော်ပါဘူး။ဒါကြောင့်မလို့ဒီညအတွက်ဒါကျွန်တော်ရဲ့ YouTube channel မှာတင်ပေးရဲ့တပွဲကောင်းလေးကတော့ဒေါမွန်နဲ့မိတ်အသင်းရဲ့ပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအောက်ကြိုက်ပါတယ်။အဲ့တော့မိတ်ဆွေများအနေနဲ့လည်းကြိုက်တူရင် like ကစားလို့ရအောင်လို့လာရောက်ပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်။အဲ့တော့ဒီညမှာဆိုရင်ဒါကျွန်တော်မမပွဲအစီအစဉ်နေနဲ့ကျွန်တော်တောက်ကြစနေတင်းငွေနေတင်းလာဆိုပြီး၄ရက်တာဒါမမဝဲအစီအစဉ်ပြန်စပါပြီ။အခုကတပွဲကောင်းယူစားခြင်းနဲ့မိတ်ဆွေများအတွက် VIP တပွဲကောင်းရွေးချယ်မှုလည်းရှိပါတယ်။အကြောင်းမလို့တပွဲကောင်းနဲ့ဒါ၄ရက်တာမမဝဲအစီအစဉ်ယူစားခြင်းနဲ့မိတ်ဆွေများအနေနဲ့ဒါကျွန်တော်ရဲ့ Viber number 3998999639ကိုဆက်သွယ်လို့ရပါတယ်။အဲ့တော့ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးပဲဒီညမှာလည်းအစီအစဉ်ပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။